ပထမဆုံးအကြိမ်ဖြစ်သူဘာကြောင့်ဒီလောက်ထိတေချာနေရတာလဲလို့အဖိုးဖြစ်သူကမေးလိုက်ပါတယ်။ဝီလီယံကတော့ဒါဟာအတန်းကောင်းဆောင်ရွက်ပွဲမှာသူရှင်ပြန်ခဲ့တဲ့အတွေ့အကြုံကြောင့်ပါလို့ရှုပ်ဖို့ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့အဖိုးကိုလှည့်စားလို့မရခဲ့ပါဘူး။အဖိုးဖြစ်သူကဝီလီယံကိုချက်ချင်းစမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဝီလီယံသာမှန်အောင်ဖြေနိုင်ရင်ကြီးမားတဲ့ဆုလက်တစ်ခုပေးမယ်လို့လည်းဆိုပါတယ်။အဖိုးရဲ့မိကုန်းကဝီလီယံကိုအကြက်ရိုက်သွားစေခဲ့ပါတယ်။ရက်အနှဲငယ်အထိအပြင်းထန်ရှာဖွေစုံစမ်းခဲ့ပါတယ်။ဒီနေ့မှာတော့စီမီကွန်တက်တာလုပ်ငန်းဆိုင်ရာမဂဇင်းမျက်နှာပုံတစ်ခုကိုသူတွေ့လိုက်ရပါတယ်။အဖိုးပြောခဲ့တဲ့ဝေလငါးကြီးဆိုတာကစီမီကွန်တက်တာလောကကိုလက်ဝဲကြီးအုပ်ထားတဲ့နိုင်ငံတစ်နိုင်ငံကိုဆိုလိုတာပါ။အဖိုးဖြစ်သူကတော့အဲ့ဒီအတားအဆီးတွေကိုဖောက်ထွက်မဲ့ငါးသေးလေးဖြစ်ချင်နေတာပါ။မိဖို့ရဲ့အတိတ်တွေကိုနားလည်သွားတဲ့အပြင်သူ့ရဲ့အရင်ဘဝကမှတ်ဉာဏ်တွေကိုလည်းပြန်သုံးချပြီးအဖြေကိုရှာတွေ့ဖို့ကသူ့အတွက်လွယ်ကူသွားခဲ့ပါပြီ။သူဟာအဖိုးဖြစ်သူရဲ့အိမ်ကိုချက်ချင်းဖုန်းဆက်လိုက်ပါတယ်။ဒါပေမဲ့အဖိုးဖြစ်သူကစီးပွားရေးကိစ္စနဲ့နိုင်ငံခြားသွားနေပြီးအောက်တိုဘာ29ရက်နေ့မှပြန်ရောက်မယ်လို့အဖွားဖြစ်သူကပြောပြပါတယ်။အဲ့ဒီရက်စွဲကိုကြားလိုက်ရတဲ့အခါဝီလီယံတယောက်ချက်ချင်းစိုးရိမ်တုန်လှုပ်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အရင်ဘဝကမှတ်ဉာဏ်တွေရအောက်တိုဘာ29ရက်နေ့မှာဥက္ကဋ္ဌကြီးဟာလေရင်ပြစ်ကျပြီးကွယ်လွန်ခဲ့လို့ပါပဲ။သူဟာအဲ့ဒီလေရင်ခီးစဉ်ကိုဖျက်သိမ်းခိုင်းဖို့အတွက်ရဲစခန်းကိုအပြေးလွှားဖုန်းဆက်ခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်ကအော်ပရေတာကကလေးတန်ကိုကြားလိုက်ရတဲ့အခါမှာတော့ကလေးတယောက်ရဲ့နောက်ပြောင်မှုလို့ထင်ပြီးအော်ပရေတာကဖုန်းချသွားခဲ့ပါတယ်။တခြားရွေးချယ်စရာမရှိတော့တဲ့အဆုံးဝီလီယံဟာအဖွားစီကနေအဖိုးရဲ့လက်ထောက်ဖုန်းနံပါတ်ကိုတောင်းလိုက်ပါတယ်။သူကအဲ့ဒီလက်ထောက်စီဖုန်းဆက်ပြီးသတိပေးစကားပြောကြားခဲ့တယ်လို့အဖိုးစီကိုလည်းဒီသတင်းစကားပါပေးဖို့ကတိတောင်းခဲ့ပါတယ်။ဒါပေမဲ့သူမမျှော်လင့်ထားတာတခုကအဲ့ဒီလက်ထောက်ဟာလှည့်ထွက်မှာပဲသတင်းစကားရေးထားတဲ့စာရွက်ကိုပျောက်ဆုံးသွားစေခဲ့ပါတယ်။မိမိရဲ့အလုံးမကျွမ်းကျင်မှုကိုအပြစ်တင်မခံရအောင်အဲ့ဒီလက်ထောက်ဟာဝီလီယံဖုန်းဆက်ခဲ့တဲ့အကြောင်းကိုလုံးဝဖုံးကွယ်ထားလိုက်ပါတော့တယ်။နောက်တစ်နေ့မှာတော့မိသားစုဝင်တွေဟာလေရင်ပြစ်ကျတဲ့သတင်းကိုမြင်တွေ့လိုက်ရပါတယ်။ခရီးသည်စရင်ကိုအတည်ပြုလိုက်တဲ့အခါအဖိုးရဲ့နာမည်ပါဝင်နေတာကိုသိလိုက်ရပါတယ်။တမိသားစုလုံးလည်းဝမ်းနဲ့ပူဆွေးမှုတွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်။ဝီလီယံကတော့တမိုင်းကိုပြောင်းလဲဖို့မအောင်မြင်ခဲ့တဲ့အတွက်သူ့ကိုယ်သူအစွမ်းစားမရှိတယ်လို့ခံစားနေရပါတယ်